ကျင်းမာလူရှင်းတုံးလေ back muscle လက်ပူတောင်ကစားရင်းနဲ့ဗီဒီယိုအပြင်းပြေရိုက်တာပါကြောပြင်ကိုညှင်းပြီးတော့ဆွေးချမယ် control လုပ်ပြီးတော့ပေါ်တက်မယ်ညှင်းပြီးဆွေးချမယ်ပေါ်တက်မယ်ဖြစ်ဖြစ်ချင်းဝိုင်းစီlast one ကြောပြင်များမဆယ်များထွက်လာမလားညစ်ကြည့်အောင်တော့မဆိုးနော်ဟာဘယ်ဆိုးလို့လဲဖိုးရဟမ်အဲ့ဒါခေါညစ်ကြဘယ်ဆိုးလို့လဲအဖိုးကြီးလို့တော့မထင်ရဘူးဗျဒီဘေးကဟမ်အဖိုးကြီးပါရာ